အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျမတို့တွေဖအံမျိုးနဲ့မနီမဝေးမှာရှိတဲ့ဒီမိဇန်နဲ့ကော့ကူရွာကြားကရှိတဲ့ဒီကျုံလေးပေါ်မှာပေါ့နော်တညတာကမ်ပိန်းသွားခဲ့တာဖြစ်ပါတယ်ဆိုတော့သွားတဲ့လမ်းမှာဆိုလို့ရှိရင်ဒီတောင်လေးရဲ့အလှအပလေးတွေနဲ့ပေါ့နော်စလီပေါ်ကနေစီးပြီးတော့မှ view တွေကိုကြည့်ရတဲ့အရာကဘာနဲ့မှမထူပါဘူးအရန်ကမှလာပြီးတော့မှရင်ခုန်စရာကောင်းပါတယ်အခုဆိုလို့ရှိရင်သွားမဲ့ကျုံကိုပေါ့နော်လမ်းမြင်နေရပြီပေါ့နော်ဆိုတော့မြက်ပင်ဖြူလေးတွေပန်းလေးတွေနဲ့ပေါ့နော်အရန်လှပါတယ်အခုကတော့ရောက်ရှိနေပါပြီပေါ့ရောက်နေတဲ့နေရာကတော့မိဇန်ကျွန်းတစ်ဖက်ကမ်းမှာရှိတဲ့ရေလေတောင်ပဲဖြစ်ပါတယ်ရလှပါတယ်မိဝင်ချင်းတွေသူရှိရဖူးလေအိမ်ပြန်ချင်းတွေလန်းလို့ကဲအခုဆိုရင်တော့ဖြေးပျော်စရာကောင်းတဲ့အချိန်လေးရောက်လာပါပြီထန်းလေးထောင်ပြီးတော့မှပါလာတဲ့စားစရာလေးတွေစားရင်တောက်ရင်နဲ့ပေါ့နော်ဟိုလဲလိုက်ဒီလဲလိုက်ကားခုတ်ပျော်ရွှင်မြူတူးနေကြတာဖြစ်ပါတယ်ညနေခင်းဆိုလို့ရှိရင်လည်းနေဝင်ချိန်လေးကြည့်ပြီးတော့မှပေါ့နော်တော်တော်လေး cheese တို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်ညရောက်လို့ရှိရင်တော့အရန်ကိုအေးပါတယ်ပါလာတဲ့စားစရာလေးတွေကိုပြင်ဆင်ရင်းနဲ့မှကျမတို့ရဲ့တညတာကိုဒီလိုပဲကုံဆုံးခဲ့တာဖြစ်ပါတယ်ရှင် Hi စားတော့မယ်စားရခဲ့ဒီနာလာ join လို့ရပါတယ်မမပြုံးနဲ့ကြက်ဥပြုံးနဲ့ပစုံကင်းနဲ့ကျွန်တော်လောက်ပေးထားတဲ့ဟာတွေလေဒီမှာကမနက်စောစောဆိုလို့ရှိရင်လေပိုတိုက်တယ်ပိုတော့မှလည်းအေးလာတယ်ပေါ့နော်ဒီမှာနေမနက်ခင်းနေထွက်တဲ့နေရာလေးကိုပေါ့နော်လာကြည့်နေတာဖြစ်ပါတယ်တောင်လေးတွေကြားထဲမှာနေထွက်တာလေးကတကယ်ကိုမကပြဆန်ပြီးတော့မှအရင်လာပါတယ်နေထွက်ပါတော့မရှိညအတကောအေးမနက်ခင်းလေးမှာဒီမြက်ပံလေးတွေရှိတဲ့ဘက်ကိုလမ်းလျှောက်ပြီးတော့မှဒီလိုလေးဗီဒီယိုထိုင်ရိုက်လိုက်ဓာတ်ပုံလေးရိုက်လိုက်နဲ့တကယ်ကိုမှပြောစရာကောင်းတဲ့အခိုက်အတန့်လေးဖြစ်ပါတယ်ဒီနေရာကလုံးဝကိုလေအေးချမ်းနေတာပဲကျမတို့ရဲ့တညတာဒီတောင်ပေါ်မှာလာပြီးတော့မှကမ်ပိန်းလုပ်တဲ့အစီအစဉ်လေးပြီးသွားပါပြီရှင်နဲ့အစောကြီးဒီမှာရမ်းအေးလေနဲ့တအားတိုက်တယ်ဟေးတန်ခါမတက်တဲ့ဖွဲကပါတက်တော့ပါဘူးကောလောရောက်တော့ဒီလိုက်เอาไว้เลยเอาไว้ตรงวันเอาไว้รับเปล่าอยากได้เลยล่ะဒီနေရာလာလို့ရှိရင်ဒီမော်ကျော်ဆက်သွယ်လို့ရပါတယ်ဒီမော်ကျော်ဟုတ်နော်ဒီမော်ကျော်ဆက်သွယ်လို့ရပါတယ်တော့မော်ကျော်ဆက်လေးနဲ့ပို့ပေးပါတယ်ဒီမော်ကျော်မရဟေးဘိုင်